အားလုံးမင်္ဂလာပါအေရှာဂျေကနေကြိုးဆိုပါတယ်ဒီနေ့မှာကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရရှိစေမယ့်ကြောက်လေးတစ်ခုကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့ဒီကြောက်လေးရဲ့ဖြစ်ပုံပြပုံပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပညာရကျင်တယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုလိုက်ပါဗျကဲစားကြအောင်နော် Oh my god wow ကဲအားလုံးချိကြမယ်ဗျာနော်အဲ့တော့ဒီကြောက်ကိုဒါကတော့ကျွန်တော်တို့ဒီဖြတ်ပြီးသွားတဲ့အနေထားမဖြတ်သေးခင်အခွန်အနေထားကိုကြည့်ကြည့်အောင်နော်ဒါဖြတ်ပြီးသွားတဲ့အောင်မပြသေးဘူးပေါ့နော်အဲ့တော့ဒီအပေါ်ဘက်မှာဆိုရင်တော့ကျွန်တော်တို့ပြကြည့်ရလို့ကောင်းကောင်းဗမာရလို့မတွေးရဘူးပေါ့နော်မရှိဘူးပေါ့အဲ့တော့ဒီအပေါ်ကအခွန်ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီအတွင်းထဲကကြောက်စီကြောက်တာဟိုကောင်းနိုင်ခြေရှိတယ်လို့လည်းပြောလို့မရအောင်မကောင်းလို့လည်းပြောလို့မရအောင်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့လူအများစုထင်မှာတော့ကျွန်တော်တို့မကောင်းတော့ဘူးလို့ပဲထင်မှာပေါ့ဘာကြောင့်လဲဆိုတော့ဒီအပေါ်အခွန်အနေထားကိုကြည့်ကြည့်လိုက်နော်တမပါနော်ဒါပေမဲ့လို့ဒီဘက်မှာကတော့တေချာကြည့်တဲ့သူဆိုရင်တော့မြင်ရလိုက်မယ်ဗျာနော်ခဏနော်ကျွန်တော်ပြဒီဘက်မှာဆိုရင်တော့ဒီနားလေးမှာခုံလေးတစ်ပေါက်တော့ရှိတယ်ပေါ့နော်ဒါပေမဲ့တိတ်ပြီးမှတော့မသိတာဘူးရအကောင်ကဲကြည့်အောင်ပါဗျာနော်ကြပါကဲဒီကောင်လေးကျွန်တော်ဖွင့်ပြမယ်ဗျာနော်အားလုံးတွေပညာရစေဖို့အတွက်ဒီကြောက်လေးရဲ့အတွင်းထဲကအသားကဘယ်လိုရှိမလဲဆိုတာဒီကြောက်လေးရဲ့အတွင်းထဲကအသားကဘယ်လိုရှိမလဲဆိုတာကျွန်တော်ဖွင့်ပြမယ်ဗျာကဲဒီဘက်ကတက်နှန်းကိုကြည့်မယ်နော်ဒီဘက်ကတက်နှန်းကိုနင်းလိုက်တဲ့အချိန်မှာတော့တိတ်ပြီးမှတော့မသိတာလည်းကြည့်ပေါ့နော်ကျွန်တော်ရေစွတ်ပြရေစွတ်လိုက်နော်တိတ်ပြီးမှမသိတာတွေပေါ့နော်ဒါပေမဲ့လို့ဒီမှာခုံလေးပါနေတာတော့တွေ့ရပြီပေါ့နော်ဒါပေမဲ့ဒီကောင်ဘဲကတော့နည်းနည်းလေးတော့ယော့တယ်ဗျကဲဆက်ပြီးမှကြည့်မယ်ဗျာနော်ဝါဆက်ပြီးမှကြည့်လိုက်တော့ဒီမှာခုံကျိုးလေးကလာတော့လာတာနော်ခုံကျိုးလေးထုလာပြီပေါ့ခုံကျိုးထုလာတဲ့အားလေးကိုကျွန်တော်တို့တွေ့ရတယ်အသားတန်းအနေနဲ့တော့ဒါကြီးတော့မမြင်ဘူးပေါ့နော်ဒါပေမဲ့ခုံကလာလေးတော့လာတယ်မစိုးဘူးပေါ့ဒါပေမဲ့လို့ကျွန်တော်တို့ဒီကောင်ကိုသူရမယ်လိုင်းရတော့ကျွန်တော်တို့ပတိတို့ပါတော့ရမှာပေါ့နော်အပွင့်နေနဲ့တော့ဒီဘက်ချမ်းတော့မရဘူးဗျအဲ့တော့နောက်တစ်ဖက်ချမ်းကြည့်ကြည့်အောင်ဒါကတော့ကျွန်တော်ပညာရသိခြင်းတို့ဝင်မြပေးခြင်းဖြစ်ပါတယ်နော်ကဲကြောင်ဝါအိုးဒီဘက်မှာတော်တော်ကူမှလာတယ်ဗျာနော်တော်တော်ကူမှလာပါတယ်ဗျဒီမှာခုံကျိုးကဒီဘက်မှာကတော့ကျွန်တော်တို့အစီတော်တော်ကောင်းတယ်ဗျအခုံးစီတော်တော်လာတယ်ပေါ့နော်အသားတန်းစင်းနေနဲ့ဆိုရင်တော့ကျွန်တော်တို့ခါးသားလောက်ပဲရှိမှာဗျပန်းလေးနဲ့ပေါ့နော်ကစုံပန်းလေးနဲ့တော်တော်လာပါတယ်ကဲကြည့်ကြည့်အောင်နော်ဒီဘက်မှာဒီဘက်မှာဆိုရင်လည်းတော်တော်လေးလာတယ်ဗျကျွန်တော်တို့ဒီဘက်အနေထားရဆိုရင်တော့ဒါအပွင့်ရတယ်လို့ပြောလို့ရတယ်ဗျနော်အဲ့ဒါကျွန်တော်တို့ဒီကျိုးလေးတွေကိုလိုက်ပြီးမှထုတ်လို့ရတာပေါ့အပွင့်လေးတွေရမယ်တာလေးတွေရတယ်ပေါ့နော်အဲ့တော့ဒီခုံကိုကျွန်တော်တို့ခေါင်းမယ်ဆိုရင်တော့ခေါင်းချစ်တွေတော့ကြံသေးရဲ့ဗျအဲ့တော့ကျွန်တော်အမြင်အနေနဲ့ဆိုရင်တော့ဒီခုံကျိုးကဒီဘက်ကနေဒီဘက်ထိသွားမယ်လို့တော့ထင်နေဗျနော်ဘာကြောင့်လဲဆိုတော့ဒီဘက်မှာထီပေါက်တယ်ပေါ့နော်အဲ့တော့ဒီအောက်ဘက်ကိုပြချက်ကိုကျွန်တော်ပြမယ်နော်အောက်ဘက်မှာတော့ပြချက်ရလို့တော့ခလို့တော့မရှိဘူးဗျနော်တိတ်ပြီးမှမရှိလားကျွန်တော်တို့ဒီ6ဆိုရင်အပေါ်ရန်ကြီးလိုက်မယ်တဲ့ဆိုရင်တော့ဘာမှမရတယ်လို့ကြီးပေါ့နော်ဒါပေမဲ့ဖြတ်လိုက်တဲ့အချိန်မှာခုလိုလှလေးတွေထွက်လာတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အပွင့်ထုတ်လို့တော့ရနိုင်ခြေရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရရှိစေဖို့အတွက်ကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီကြောက်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့လာပြီးမှကြည့်လို့ရမှာလေဗျကျွန်တော်ရဲ့ဆိုင်ငန်းမှာကဲကြည့်ရှုအားပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်